ဝိုက်ဆိုတော့ဒီမှာတော့တဲ့အနေနဲ့ဒါပဲရမယ်တဲ့ဒါတော့တင်းနံပါတ်3ကပပဝီဖြစ်ပါတယ်ရှင်โอเคအပေါဆွဲခေါ်ရင် 1k ရထားတယ် player 4ယောက် 10k 3k ပါတင်းကိုကြည့်ရင်တော့30တင်းနဲ့ player 36ယောက်ကြီးများတော့ကျန်ပါသေးရဲ့ရှင်โอเค Darius တို့လည်းလာပြီဆိုတဲ့အနေထားမှာပပဝီနေနေကလည်းစုရင်စုမစုရင်တော့ဒီကတစ်ဆက်ခွက်လုံးကြီးပါသားကြီးလို့နော်လူစုပါရှင်โอเคဒါ player ပြန်လာစေးတဲ့နေထူးနိုင်လေးကိုလည်းတွေ့ပါတယ်နေထူးနိုင်လေးအရင်နဲ့တော့မတူတော့ဟာကေးနိုင်နေပြီနော်ဇွတ်တေကေးနိုင်နေပြီဆိုတော့က H2 ကိုကြည့်မယ်ဆိုလည်းဒါတိုင်းအနီးဆက်ဆုံးမှရှိနေပြီးတော့တက်ဆက်ကွက်ကြီးပါအဲ့ရယ်နော်ဟေးရမ်းကျဲတယ်ဟိလောက်ပြမိလားမင်းအပြိုင်ကိုလောက်တာကြီး तू ကမကြခင် तू ယူတာရောက်တော့မှဆင်းတရားတုံတမာကြီးနိဗ္ဗာန်ဈေးအော်ပြီးပြနိဗ္ဗာန်ဈေးလို့အော်ပြီးပြတာမှာဘုရားနဲ့ပိုင်ရှင်တယ်ဒီရေဝင်ပြအနောက်ကျကောင်းလိုက်တယ်နိဗ္ဗာန်ဈေးဒါတော့ H ဖြစ်ပါတယ်တယောက်သေးပဲတက်လာတာဘာကက်မပါဘူးတစ်ဖက်ကပန်းသီးပြန်ကျွေးမယ်2ယောက်တောင်နှော့ထားတာကွာနော်ပန်းသီးကျွေးရင် location မြင်မြန်ချိန်ပါသားကြီးနှော့ထားတဲ့ player ပြန်စိတ်မဲ့စူးစမ်းနေအစိတ်မခံပါနဲ့နော်အစိတ်မခံနဲ့အကြီးအရှိရလူပြအုပ်စုလိုက်ပြီးဒီဇက်ကလာကဲဆရာကြီးပူနော်ရဲဆိုတော့တယောက်ပဲကြံမယ်တက်လိုက်တော့နစ်ကီတယောက်ပဲကြံမှာကွာနော်နစ်ကီတယောက်ပဲကြံမှာလောက်ပါဝိုင်းဝင်းဆော့ပလော့တီးပါအောင်တာရွယ်ဘယ်ရောက်နည်းနည်းပပလေးလဲအားကိုးပါအောင်နော်ကိုယ့်ရဲ့တင်းမိတ်ကြီးရှေ့ကနေကျုံးနေအနောက်ကဝင်ပြီးစပူလာလေးလိုက်ပေးလိုက်ပါအောင်တာရွယ်โอเคရှော့ဂန်နဲ့ကျွေးမှာပါတယ်မိုးချိုလက်နဲ့ကနေရှော့ဂန်ပြောင်းတော့ကအော်ရှော့ဟုတ်တယ်ဟေးဟုတ်ပါရဲ့စမဒါကတော့ H ဖြစ်ပါတယ်ရှင်တက်ဆောက်ခွက်လုံးအော်ရှော့ထားရဲဆိုတော့ပထမဦးဆုံးပွဲမှာပဲကျွန်မ highlight ကထုတ်ပေးမှာဖြစ်ပါတယ်ဒီခန်းလေးကရှားကြီး highlight က color ကောင်းလေးနဲ့ကိုထုတ်ပေးပါteam level player 33ယောက်ကျန်ပါသေးရဲ့ရှင်ဒါကတော့ H ဖြစ်ပါတယ် player 3ယောက်တင်ခဲ့ AK ပါနော်